လာပါရှင်ဒီနေ့တော့ကျမသမီးလေး9နှစ်ခရေကဖတ်ပေးခဲ့တဲ့စာအုပ်လေးတွေကတချို့ကျမရွေးချယ်ထားတဲ့စာအုပ်လေးဘယ်နှအုပ်လဲဆိုတော့1နှစ်3 4 5အုပ်လေးကိုမျှဝေပေးခြင်းတယ်ဒါကတော့သမီးနှစ်ကျော်လောက်ခရေကစဖတ်ခဲ့တဲ့စာအုပ်လေးပါတယ်ဆိုတော့အခုအချိန်နောက်ဆုံးမှာဖတ်ပြခဲ့တဲ့စာအုပ်အနေနဲ့တော့မဟုတ်ဘူးအရင်ဖတ်ပြခဲ့တဲ့စာအုပ်တွေပေါ့ဆိုတော့ဘယ်လိုစာအုပ်မျိုးကိုကျွန်မဖတ်ပြတယ်လေလို့ဆိုလို့ရှိရင်လူတွေကနိုင်ငံရေးဆိုလို့ရှိရင်ဘာထင်လဲရွေးကောက်ပွဲနိုင်ငံရေးသမားတွေပဲစဉ်းစားကြတယ်ဒါပေမဲ့ကျွန်မအမြင်ကတော့နိုင်ငံရေးဆိုတာဟာလူအဖွဲ့အစည်းထဲမှာဘယ်လိုအတူတကွနေထိုင်မလဲတာဝန်ယူမလဲတရားမျှတမှုကိုဘယ်လိုနားလည်မလဲခေါင်းဆောင်ကောင်းတယောက်ဘယ်လိုဖြစ်မလဲဆိုတဲ့အခြေခံတမိုးတွေကနေစတင်ပါတယ်နိုင်ငံရေးဆိုတာကတကယ်နိုင်ငံခေါင်းဆောင်တွေနဲ့ပဲဆိုင်တာမဟုတ်ဘူးเนาะဆိုတော့ကျောင်းဆိုလို့ရှိရင်လည်းကျောင်းအိမ်ဆိုရင်လည်းအိမ်လုပ်ငန်းခွင်ဆိုလည်းလုပ်ငန်းခွင်ဒါတွေဒီနေရာမျိုးစုံမှာပါဝင်တယ်ဘာကြောင့်လဲဆိုတော့အဖွဲ့အစည်းနဲ့သက်ဆိုင်တဲ့အခြေခံအကြောင်းအရာတွေဖြစ်နေလို့ပါဒါကြောင့်ကျွန်မဒီစာအုပ်တွေကိုတမီးကိုစပြီးတော့ဖတ်ပြခဲ့တဲ့အချိန်မှာawareness ပေါ့နော်စပြီးတော့သိရှိစီခြင်းနဲ့ကြားဖို့စီခြင်းနဲ့ဆိုရယ်ရည်ရွယ်ချက်ကနေပြီးတော့စခဲ့ပါတယ်ဆိုတော့ကျွန်မမှာဒီစာအုပ်လေးရှိရယ် why are there was เนาะဒါကတော့Sophie အနေနဲ့ပြတဲ့အခါကျတော့ဖြောင်းမြန်လေးဖြစ်နေလိမ့်မယ်ဒါပေမဲ့ကျွန်မအောက်မှာဒီစာအုပ်လေးတွေကိုပြန်ပြီးတော့ဓာတ်ပုံနဲ့တင်ပေးပါမယ်เนาะဆိုတော့ကျမတို့အနေနဲ့က why are there was ဘာလို့ဒီစာအုပ်ကကြောက်ပြတယ်လဲဆိုတဲ့အခါကျတော့တမီးကိုမွေးတဲ့အချိန်မှာမမရရနိုင်ငံရေးချိန်နဲ့အခုပြောင်းဖြစ်နေပြီပေါ့နော်ဆိုတဲ့အခါကျတော့စပွဲတွေဘာကြောင့်ဖြစ်လဲငင်းချင်းရေးကဘာဖြစ်လို့အရေးကြီးလဲပြဿနာတွေကိုအကြမ်းဖက်မှုမဟုတ်ဘဲနဲ့ဆွေးနွေးညှိနှိုင်းပြီးတော့ဖြေရှင်းသင့်တယ်ဆိုတာကိုကျမကခလီးနားနဲ့အောင်ရှင်းပြပေးခြင်းနဲ့ဆိုတဲ့အခါကျတော့ကျမတို့ကနောက်ဆုံးမှာဘယ်လောက်ပဲရန်ဖြစ်ကြစစ်တွေပဲဖြစ်ကြနောက်ဆုံးမှာတော့ကျမတို့ဟာစပွဲမှာတော့ထိုင်ကြရတာအောင်เนาะဒါကိုကျမတို့ကဘာကိုခေါ်တယ်လဲဆိုရင်ဆွေးနွေးနေနိုင်မယ်discussion တွေလုပ်မယ် negotiation လုပ်မယ်ဒါတွေမြည်တည်တာအောင်เนาะနောက်တစ်ခါကျတော့ the little yellow bottle ဒီဆောင်လေးအရင်ကောင်းတယ်เนาะဒီဆောင်လေးကဘာလို့အရင်ကောင်းတယ်လဲလို့ဆိုတဲ့အခါကျတော့ကလေးတွေဒီစစ်ပွဲရလက်တွေပေါ့တော်ရင်သူအခုဖြစ်နေတဲ့အချိန်မျိုးမဟုတ်ဖြစ်ပြီးတဲ့ကာလမှာလေကလင်းငယ်တွေပေါ်မှာတက်ရောက်တယ်ကလင်းငယ်တွေဆိုတာအရင်ဖြစ်စင်တယ်ဆိုတော့ဒီစာအုပ်ကကြတော့ကိုချင်းစာတရားတခြားသူကိုကူညီပေးခြင်းနဲ့စိတ်ထားနဲ့တင်းငယ်တဲ့အောင်မြင်မှုဆိုပါစို့ကောင်းမှုလေးတစ်ခုတောင်လူတစ်ယောက်အတွက်အရင်အတိတ်ပဲကြီးရဲဆိုတာတင်ကြပေးတယ်အထူးသဖြင့်စစ်ခွန်အားပေါ့နော်အရေးရဲ့အကြောင်းရင်းဖြစ်လာတယ်ဆိုလို့ရှိရင်နောက်တစ်ခါကျတော့ chicken littleဒီဟာလေးကကျတော့သမီး2နှစ်လောက်မှကျွန်မစနေပြီပေါ့လူတွေတော်တော်များများသိတာကတော့ပုံမြင်လေးတွေပဲကလေးလေးတွေကိုဖတ်ပြတာဒါပေမဲ့လေ तू ကအရေးအကြီးဆုံးသင်ခန်းစာကဘာလဲဆိုလို့ရှိရင်တတိတစ်ခုကြားတိုင်းမယုံနဲ့ကိုယ်တိုင်စဉ်းစားပြီးအမှန်တရားကိုစစ်ဆေးတဲ့ရမယ်တယောက်ကလာပြောတယ်ဘုံဆိုပါဝါကြရပေါ့နော်ဒါပေမဲ့ဘောလာပြောတဲ့နေရာမှာဒီကိန်းတန်းသာစကြတဲ့ကစမ်းစစ်လေ့လာနိုင်မယ်ဆိုလို့ရှိရင်ကောလာဟာလာရီလို့မကြီးထွားတော့ဘူးတယောက်နဲ့တယောက်ကြားထဲမှာစိတ်ခံစားချက်တွေမြင့်ပြီးတော့ပြင်းထန်တိုက်ခိုက်ကြတာမျိုးတွေမရှိနိုင်တော့ဘူးပေါ့နော်ဒါမျိုးတွေမူတည်ပါတယ်နောက်တစ်ခုကကြတော့ click more counts the time ဆိုတော့ဒီဟာလေးတွေကသမီး2နှစ်မှာစဖတ်ခဲ့တဲ့စာအုပ်လေးတွေပေါ့ဒီစာအုပ်တွေကတော့တရားမျှတမှုဆွေးနွေးညှိနှိုင်းမှုအဖွဲလိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ကိုယ့်အခွင့်အရေးကိုယဉ်ကျေးစွာတင်ပြတတ်ဖို့တင်ပေးပါယဉ်ကျေးစွာเนาะဆိုတဲ့အခါကျလူတွေဟာကိုယ့်ရဲ့ခံစားမှုကိုဖော်ပြတဲ့နေရာမှာဘယ်လိုဖော်ပြမလဲဒါငါရဲ့အခွင့်အရေးပဲဆိုပြီးတော့ပုံသဏ္ဍာန်မျိုးစုံနဲ့ဖော်ပြလို့ရပြီမယ်အဆုံးစုံမှာတော့ယဉ်ကျေးစွာဖော်ပြပြီးခြင်းဟာအောင်မြင်မှုတစ်ခုပဲเนาะဒါကြောင့်လေကျမတို့ကအကြမ်းမဖက်နည်းတွေကနောက်ဆုံးမှာကဘာပေါ်မှာစင်ကျင်တင်ရတယ်ယဉ်ကျေးရေးစုတွေဆိုတာအလကားရတာမဟုတ်တာเนาะကဘာတဝိုင်းလုံးမှာစနမူနာအနေနဲ့ဖြစ်စေချင်တာเนาะနောက်တစ်ခုကကြတော့ Deck for President ဒီစာအုပ်ဆိုလို့ရှိရင်လည်းအရင်ကောင်းနေဒီစာအုပ်လေးကတော့တမီးရန်ကြိုက်တဲ့စာအုပ်လေးတစ်အုပ်လည်းပါတယ်ခေါင်းဆောင်ဖြစ်တာကအာဏာရတာမဟုတ်ဘယ်ပဲစည်းပါမယ်မဆိုငါလီးလုပ်တယ်ဆိုတာဟာအာဏာကိုအလွဲသုံးစားလုပ်ဖို့မဟုတ်ဘူးတာဝန်ယူရတယ်ဆုံးဖြတ်ချက်ချရတယ်လူတိုင်း
အဖွဲ့အစည်းတစ်ခုမှရှိရင်ဒီအဖွဲ့အစည်းရဲ့လူတိုင်းမိသားစုမှာရှိရင်လည်းမိသားစုအတွက်မိသားစုထဲမှာကလေး1ယောက်ရှိမယ်2ယောက်ရှိမယ်3ယောက်ရှိမယ်10ယောက်ရှိမယ်အားလုံးအကျိုးရှိအောင်လှုပ်ဆောင်ပေးရတယ်မောင်နှမတွေမှာဆိုလို့ရှိရင်လည်းငါကအာဏာရှိတယ်ငါကပါဝါရှိတယ်မိဘကပေးထားတဲ့ authorize ပေါ့ဒါကြောင့်မို့လို့ဒီလိုမျိုးအငြင်းတွေပါဒါလည်းမဟုတ်ဘူးဆိုတော့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတာဒီ IQ EQ အကုန်ရေးပါတယ်လူတိုင်းမဖြစ်နိုင်ဘူးဒါတွေကကြတော့ခေါင်းဆောင်ကောင်းတယောက်ဖြစ်ဖို့ဆိုတဲ့နေရာမှာထိသိမ်းစဉ်းစားရတဲ့အချက်လက်တွေကအများကြီးပါတယ်သူ့ရဲ့မွေးဖွားရာအခြေအနေပေါ်မှာလည်းမူတည်တယ်ဒါကြောင့်မို့လို့ကျမတို့ပြည်ပလုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင်psycho test တွေအများကြီးလုပ်ကြတယ်အများကြီး exam တွေဖြေကြရတယ်ပေါ့နော်ဆိုတော့ညူကုန်းအနေနဲ့ဗာပြောရမလဲဆိုရင်ကျမကဒီစာအုပ်တွေကိုသင်ပေးလို့သမီးကိုနိုင်ငံရေးသမားဖြစ်စေချင်တာမဟုတ်ပါဘူးကိုယ်တိုင်စဉ်းစားတတ်တဲ့ကလေးမိကုန်းထုတ်တတ်တဲ့ကလေးတခြားသူရဲ့အမြင်တွေကိုနားလည်ပေးနိုင်တဲ့ကလေးတာဝန်ယူတတ်တဲ့နိုင်ငံသားကတယောက်ဖြစ်လာစေချင်တာပါဒီစာအုပ်တွေကကလေးတွေကိုဘာတွေသင်ပေးမလဲခေါင်းဆောင်မှု leadership နိုင်ငံသားကောင်းဖြစ်ခြင်း citizenshipတာဝန်ယူမှု responsibility တရားမျှတမှု fairness ကိုယ်တိုင်စဉ်းစားနိုင်စွမ်း critical thinking နဲ့ကိုချင်းစာတရား empathy တို့ကိုငငယ်လေးတွေကခြေရန်တစ်ကောင်းတစ်ခုအနေနဲ့တိဆောက်ပေးနိုင်တဲ့စာအုပ်တွေဖြစ်တယ်ဒီအတွက်ကျမကဒီစာအုပ်တွေကိုဖတ်ပြဖြစ်တယ်အဲ့တော့ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်ဆွေးနွေးညှိနှိုင်းနိုင်ပါတယ်ကုန်ပါတယ်ဒီစာအုပ်ကတော်တော်ကောင်းတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဘယ်လိုဆွေးနွေးညှိနှိုင်းမလဲဒါမျိုးတွေပါအများကြီးပါဝင်နေဆိုတဲ့အခါကျတော့ကလေးတွေကိုငယ်စဉ်ကလေးကခေါင်းဆောင်ကောင်းတာဝန်ယူတတ်တဲ့နိုင်ငံသားကောင်းတယောက်ဖြစ်လာစေခြင်းနိုင်ငံသားကောင်းဆိုတာနိုင်ငံနဲ့ချီပြီးပြောရဲဆိုကြတဲ့ကမိသားစုအတွက်ကောဘယ်လောက်အရေးကြီးလဲနော်စဉ်းစားကြည့်သူနေထိုင်ရာပတ်ဝန်းကျင်မှာဦးဆုံးကောင်းမွန်တဲ့လူတယောက်ဆိုတာနိုင်ငံအတွက်လည်းနိုင်ငံသားကောင်းမယ်ပေါ့နော်ဖြစ်လာစေခြင်းစာအုပ်တွေရွေးချယ်ဖတ်တမှုအရင်ရေးကြီးတယ်အသက်အရွယ်အရင်ရေးကြီးတယ်ဒီစာအုပ်၅အုပ်ကကလေးတွေရဲ့အတွေးခေါ် critical thinking နဲ့ leadership ပေါ်အခြေခံတည်ဆောက်ပေးနိုင်တဲ့အဖို့တန်စာအုပ်တွေမို့လို့ကျမအနေနဲ့ဒီစာအုပ်တွေကိုမျှဝေပေးခြင်းနဲ့စိတ်ဖြစ်လာတာ ਨੇ တခါမှဒီလိုမျိုးလည်းမရိုက်ခဲ့ဘူးပေါ့နော်ဒါကတော့ပထမဆုံးပေါ့ကျမအနေနဲ့စာအုပ်တွေကျမချစ်တယ်ကလေးတွေကတကယ်ရတော့လေအရန်ဖြူစင်တယ်ဆိုတော့ဖေဖေမေမေတွေသင်ကြားရေးပိုင်းကန်နဲ့သင်ကြားရေးပိုင်းကဆရာမများစာရင်သင်ပေးတာမဟုတ်ဘဲနဲ့မိဘတွေအနေနဲ့စာအုပ်စာပေတွေပံ့ပိုးပေးဖို့အပ်ပေးပါတယ်ဈေးကြီးပေမဲ့လည်းကျမတို့တခြားအရာလေးတွေချွေတာပြီးတော့ဒီစာအုပ်လေးတွေကိုအရွယ်လိုက်ဖတ်ဖို့အတွက်သင်ကြားပေးမယ်ဆိုလို့ရှိရင်ကျမတို့မိသားစုတွင်ကလေးလုပ်ငန်းဝင်တဲ့အချိန်နောက်တစ်ချိန်လူကြီးတွေဖြစ်လာတဲ့အချိန်မှာရွာအကျိုးเนาะနိုင်ငံအကျိုးတည်ပိုးလာတဲ့အချိန်မှာတကယ်ကိုနိုင်ငံသားကောင်းနေဖြစ်လာကြတော့မယ်ကလေးတွေပါเนาะဆိုတော့ကျမဒီဆောင်ငါအုပ်ကိုကျမအနေနဲ့ early learning မှာသင်ယူဖို့အတွက်ကျမအနေနဲ့ရွေးချယ်ထားတဲ့သဘောကျဆုံးစာအုပ်ဘယ်နဲ့အုပ်လဲဆိုလို့ရှိရင်ငါအုပ်ပါရှင်ကျေးဇူးတင်ပါတယ်ရှင်